နဲ့ပတ်သက်တာယုံကြည်အောင်ပြောရင်နော်လက်တွေ့ယထာထွက်ကန်ဒီမှာလူတယောက်ကတွေးထောင်နေရ200တန်းအစုပ်တရွက်ရှိတော့သိမ့်ထားသူတငယ်ချင်းပြအဲ့ခေတ်ကထမင်းတို့တစ်ထုပ်200ဆိုတော့ပတ်စံအစုပ်နဲ့ထမင်းတို့ကြီးဝယ်ရင်ထမင်းက200တန်းတစ်ပိုင်းပြတ်ယထာရနေတော့သွားဝယ်ရင်ထမင်းတို့ရောင်းတဲ့လူက200တန်းတဝက်အစုပ်ကြီးနဲ့ဆိုရင်ထမင်းတို့ပေးမလားယထာထွက်ကန်ဒီကြောင်းနဲ့ယထာထွက်ကန်ဒီမှာဟဲ့ထမင်းတို့တွေလာအောင်ထမင်းတို့ရပြေးတယ်ထမင်းတို့တစ်ထုပ်ပေးဟာပြေးလဲဆိုထမင်းတို့ပြီးတော့ပတ်စံတော်ကြချလိုက်တော့ဘန်းနဲ့ပြစ်ချထမင်းတို့လေးပေးလိုက်တငင်းနဲ့ထိုင်ရင်းနဲ့ပြောတွေ့လားဒါငါညံရှိလို့သောတော်ကအဆုပ်ဆိုရင်ဝယ်မရဘူးတဲ့ဒါနဲ့ယထာလေးမောင်းသွားတနာရီလောက်ကြာတော့ထမင်းစားတော့ဖြီးပြီးတော့ကဲထမင်းစားကြစို့ငါနေရာတန်းအစုံနဲ့ဝယ်ထားတဲ့ထမင်းလေးလူလေကြတာထမင်းတို့လည်းဖြီးလိုက်ရောထမင်းတို့ကဘာဖြစ်နေအတိုးတွေဖြစ်နေတယ်အဲ့တော့200တန်းအစုံနဲ့ဝယ်ရင်ဘာပဲရမှာထမင်းတို့လူတော့ထည့်ပါဦး200တန်းအစုံနဲ့ဝယ်ရင်အဲ့ဒါပဲကိုယ်စေတနာဘယ်လောက်ထားလဲတာကြည့်ကြ